အားလုံးပဲမင်္ဂလာပါ TIAS Audiobook Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့ဆရာတက္ကသိုလ်ဖုန်းနိုင်ရေးသားတဲ့တွကြုံမခံပြီးဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း9အနေနဲ့ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။တစ္ဆာငါစာဖတ်၍မမျက်တိုင်စီမရှုံးစေသာပြင်းပြင်းနှစ်ချိုက်တွေးဖွယ်ထိုက်ရာတပိုက်တလေတွေးညားပေမူစာပေကြီးကျွံငါဝဲပုံပြီးငါမွန်အမျက်ငါအတက်ဟုစာဖတ်သူပေါ်ခေါင်းကိုကြော်၍ငါသောဆရာမလုပ်ပါသည်တက္ကသိုလ်ဖုံးနိုင်တရင်ကျွလာပြကြော်ခဲ့တာကြောင့်မိုးရိပ်မိုးစင်များကဝေးခဲ့ပါပြီဒါပေမဲ့လောက်ွက်ရက်များမှာအမောင်ရိပ်များကစုံမိုးချင်းနဲ့ဝင်ရောက်လာတာနဲ့နေတူရတနာဘုံနေပြီးတော့တဝမ်းလုံးမှာလဲစစ်ရိပ်စစ်မျိုးတို့ဖုံးလွှမ်းတက်လာစားပြိုပါပြီရွှေနှမျိုးတော်တွင်လွှတ်တော်ရဲ့အရှိမြောက်ဗဟိုစီအနီးမှာတော့ကနဖင်းဆောက်လုပ်ပြီးတော့မြေပုံညှက်ပုံတို့နဲ့အမြောက်ဆန်တနက်ဆန်များနေမညာမိဆက်ကသုံးလုံးနေကြသေးကလည်းတောတောညံအောင်ရှိနေပါတယ်။ရွှေနဲ့တော့အရှိပြင်မှာလည်းကြီးမားတဲ့စည်ရေးပြဗိုလ်ရှုခံပွဲတို့ကိုတခဲနဲ့စင်ရင်ကျင်းပါခြင်းတို့လည်းစက်တိုက်ပေါ်လာပါတယ်။မြို့တော်ရဲ့လမ်းစုံလမ်းကွရုံးပြင်ကနာဈေးစတဲ့လူစီယာအရက်တို့မှာလည်းအမျိုးဘာသာသာသနာနဲ့အရှင်မင်းတရားအတွက်အသက်ဆွမဲ့သူရဲကောင်းတွေစစ်မှုထမ်းဖို့ပြန်တန်းဆင်းဆိုဖိတ်ခေါ်တဲ့နေကလည်းမစဲတော့ပါဘူး။မိဖုရားတို့ကမကြည်ညိုတဲ့အပါသားနိုင်ငံတော်တဝက်ကိုမတရားသိမ်းမြူထားတဲ့ရန်သူကလပ်ဖြူတို့ကိုရာဇဝင်ကျွေးဆက်လို့သူမျိုးချစ်အပေါင်းတို့ကလည်းစစ်ထဲကိုတပွဲပွဲဝင်လာကြကုန်ပါတယ်။ဤလှုပ်ရှားပြောင်းလဲမှုအလုံးစုံကရွှေနန်းတော်တွင်မှာစစ်မလိုလားသူကင်းဝင်မင်းကြီးကြောင်မြောင်းအတွင်းဝင်မဲစတဲ့ပညာရှိမူးမတ်တို့တကိုးကြလျက်စစ်လိုလားသူတိုင်တာမင်းကြီးလှေသိန်းအတွင်းဝင်မဲစသူအလိုတော်ရှိတစောက်ကန်းမူးမတ်တို့တကိုးထက်တဲ့အတိတ်ပင်ဖြစ်ကြောင်းလူတိုင်းကသဘောပေါက်ကြပါတယ်။လူတိုင်းမှာလည်းစစ်မှမလျောင်မလွှဲတာရောက်တာပဲဆိုပြီးတော့ယုံကြည်ကုန်ကြပါတယ်။ဒီလူတို့ရဲ့ယုံကြည်ချက်တွေကခရစ်နှစ်1885ခုနှစ်အောက်တိုဘာလ30ရက်နေ့မြန်မာတက္ကရာ1248ခုတနင်္ဂနွေလဆုပ်9ရက်နေ့မှာပုံမခိုင်မြဲလာပါတယ်။အကြောင်းကတော့အဲ့ဒီနေ့မှာတင်မှုကိစ္စနဲ့ပတ်သက်ပြီးတော့မကြေနပ်တဲ့အင်္ဂလိပ်အစိုးရတို့ရဲ့နောက်ဆုံးရာဇသံကိုယူဆောင်လာတဲ့တင်မော်တဆင်ကဘွိုင်လာအိုအားမီမပြတ်ထိုးပြီးတော့ဂေါ်ဝင်စိတ်တက်တဲ့မြစ်လေရီပင်မှာကြောက်ချရောက်ရှိနေပြီးဖြစ်တဲ့ဖြင့်ဒီလိုမျိုးနေပြီးတော့အလုံးအုံကြွကြွရွရွရဲနဲ့လှုပ်ရှားပြားများနေတဲ့တရင်ကျွလဆုပ်9ရက်နေ့နနက်ပိုင်းမှာပြင်မျိုးကြီးဟုခေါ်ရာမြို့ရိုးကြီးရဲ့တောင်ဘက်မျက်နှာအလဲကဲမြင့်တကွာအနီးမှာရှိတဲ့ပစ္စမသင်္ကရယနာတင်မေတ္တရားကြီးရဲ့ကောင်းမှုတော်အုပ်စရကြီးအတွင်မှာစိတ်ဝင်စားဖွယ်ခရီးသည်9ဦးကိုတွေ့နိုင်ပါတယ်။2ဦးကတော့သင်္ကန်းဝတ်ရဟန်းတွေဖြစ်ပြီးတော့ကျန်3ဦးကတော့လူပုဂ္ဂိုလ်တွေပဲဖြစ်ကြပါတယ်။ရဟန်းတဦးကအသားမဲမဲနဲ့ထော်တော်ကြိုင်ဖြစ်သည့်နည်းတူသူ့ရဲ့ကပ္ပိယဖြစ်ရန်တူသူလူပုဂ္ဂိုလ်ကလည်းအသက်30ကျော်ကရှိပြီးတော့ကြစ်လက်လင်းမြန်တန်ဆွဲပုံရပါတယ်။အခြားရဟန်းတဦးမှာအဖော်ပါဟန်မတူပါဘူးဒီကိုယ်တော်မှာလူဟန်ကသတိသက်ဖြစ်ပေမဲ့လေတိုက်ခါအိန္ဒိယကကြီးမားလာပြီးတော့အထူးသဖြင့်စူးရှထက်မြက်တဲ့မျက်လုံးတွေရှိပါတယ်ကျန်လူပုဂ္ဂိုလ်2ဦးနဲ့1ဦးကတော့မြန်မာတယောက်ဖြစ်ပြီးတော့1ဦးကရှမ်းတယောက်ဖြစ်ပြီးအသက်အားဖြင့်40ကျော်စီလို့ခံမှန်းရပါတယ်2ဦးစလုံးကမြန်မာကနှခမ်းမွေးကျင်သွဲရှမ်းကရေးရေးရှိရှိသားဒီမှာတပါဝါဝင်းဖြူစင်တဲ့အသားရည်ရဲ့ကောင်းကျဲမဟာနဖူးပေါ်ထင်နေသောနှာတန်းခိုင်မာသောမေယိုမပုမရှိသောအရန်အမောင်းစတဲ့သင်ပြင်လက္ခဏာကောင်းခြင်းလူရိုသေခံကြားစေမဲ့ဟန်ဖတ်အမှုရာရှိခြင်းတို့၌တဦးနဲ့တဦးကတူညီပြည့်စုံကြပါလေရှမ်းကြီးကမျက်ခမောက်ဆောင်းပြီးတော့လွယ်တလုံးပခုံးမှာလွယ်ထားပါလေအဝိနဲ့အစုံကိုလွှတ်ထားပြီးတော့လေပင်လက်မောင်းတို့မှာထိုးနှံထားတဲ့အင်းပြအင်းဒီတွေကိုလည်းထင်ရှားစွာတွေ့နိုင်ပါလေအားလုံးခြုံပေါက်ကြည့်မယ်ဆိုရင်ရှမ်းဆေးစရာကြီးတဦးဟန်ပေါ်လွင်နေပါလေမြန်မာကြီးကလည်းလွယ်နှလုံးမှာအပဘာမှမပစ္စည်းအထွေထူးမပါပါဘူးအလုံးကခရီးသွားများဟန်နဲ့အေးဆေးသောအမူအရာပေါ်နေပြီမဲ့လေအသေးချာဂရုပြုကြည့်တဲ့သူတွေအတွက်တော့စောစောကထော်ရကြကြရဟန်းနဲ့ကပ္ပိယကအပြည့်ပန်းအမူအရာငြိမ်သမျှမျက်လုံးတွေကလင်းမြန်စွာလှည့်ပတ်ကစားနေတာကိုသတိပြုနိုင်ပါလေအဲ့ဒီအချိန်မှာပဲလေငါးစီးကန်းနဲ့လူတစ်တိုက်ကမြို့ရင်းကိုဝင်လာခိုက်ဖြစ်ပါလေမြို့တကားရဲ့အဆောင်9ဦးခန့်ရှိပြီးတော့ရွှေမြို့တော်အတွင်းမှာအရေးပေါ်ပေါ်နေခိုက်ဖြစ်တာကြောင့်ဝင်လာသမျှလူတို့နဲ့ပစ္စည်းတွေကိုအဆောင်တို့ကစစ်ဆေးလျက်ရှိကြပါလေယဟန်ကကပ္ပိယကြီးရဲ့အနားကိုသွားပြီးတော့တူတူပြောပါလေဘယ်နဲ့စစ်နေပါလားဟုတ်တယ်ဒါပေမဲ့အဆောင်တွေထဲမှာမျက်နှာသီးတယောက်မှမပါဘူးပါတော့9ယောက်တည်းပဲတိတ်ဂရုစိုက်စရာတော့မရှိဘူး2ဦးသားစကားဆက်မပြောကြတော့ပဲပတ်ဝန်းကျင်ကိုသာတစ်စီတစ်စောင်းအကဲခံနေကြပါလေမြမကြီးကလွယ်ရည်အတွင်းမှာကိုယ့်အိတ်ကိုထုတ်ပြီးတော့ကွန်းရစားဟန်ပြင်းနေပါလေဒါပေမဲ့ထုံးဘူးကိုဖွင့်လိုက်တဲ့အခါထုံးကုန်တွေရောင်တွေ့ရပါလေဒါကြောင့်ကွန်းရဲ့အယိုးနဲ့ထုံးဘူးတွင်းမှာကြံရှိသမျှထုံးတွေကိုချစ်ထုတ်နေရပါလေဒီမလေးဆရာကြီးကျုပ်စီကထုံးယူပါဗျမြမကြီးကမောကြည့်လိုက်ရကွန်းရဲ့တလုံးကိုဖွင့်ပြီးတော့အနီးကိုလာရက်နေတဲ့ရှမ်းကြီးကိုတွေ့ရပါလေယူပါအာမနာပါနဲ့ကျုပ်ကလည်းနောင်ကြီးကကွန်းသီးနည်းနည်းမျှပါ
မကြာမီမြမကြီးနဲ့ရှမ်းကြီးကကွန်အိတ်တွေကိုရှစ်ချပြီးတော့ကွန်တရားစီဝါးရင်းနဲ့စကားလက်ဆောင်ကြနေကြပါလေဒီကနောင်ကြီးကဘာအယောင်းဝယ်များလုပ်ပါတလဲရှမ်းကြီးကမေးတာကြောင့်မြမကြီးကအော်ဘိန်တော်စီလေးဝါလေးကုပါလေစစ်မြေဝါမြများဝယ်ချမ်းရင်းနဲ့ရွှေမြို့တော်လည်းဖျားဘူးလာခဲ့တာအခုပြန်မလို့ပါပဲဒါထက်နောင်တော်ကကောကျွန်တော်လည်းပယောဂလေးပါလေကုတယ်ဆိုပါတော့ဗျာဒီကဆရာဖုန်းကြီးကိုတရင်ဝါလာကြော့ကတော့လာရကပြန်ခဲ့တာပေါ့ကောင်းပါဘယ်ကနေတောင်လာရပါသလဲဗျကြောက်စင်တွေကပါပဲနောင်ကြီးကကောအဲ့ဒီခိုင်မှာပဲမျိုးရင်းဝင်သူများရှင်းသွားပါလေနောက်ထပ်မျိုးဘက်မှာလာတဲ့ခရီးသွားများနဲ့အတူစောစောကရဟန်းနဲ့ကပ်ပိရတို့ကလည်းဇရက်ကဆင်းသွားပြီးတော့မျိုးတကားမှထွက်ရန်ပြင်ပါလေလူစကားပြောနေရမှရှမ်းကြီးရဲ့မျက်လုံးတွေကမျိုးဘက်တူရှူကိုရောက်သွားပါလေခလန်းလန်းမှာဇရက်ဘက်ဥတီပြီးတော့ဖုန်ထောင်းနဲ့စိုင်းနေလာတဲ့မင်းငါးစီးကိုတွေးလိုက်ရပါလေရှမ်းကြီးရဲ့အမူအရာကချက်ချင်းသွားလက်လာပြီးတော့ကွန်အိတ်ကိုလွယ်အိတ်ထဲထည့်လိုက်ပြီးစကားတော့ကောင်းပါရဲ့တခြားလူတွေသွားကုန်ပြီနေမမြင့်ခင်ခရီးနေလိုက်အောင်မဟုတ်ဆိုကနေရာမှထပါလေအတူသွားကြတာပေါ့အဖော်ကောင်းတော့ကြုတ်လဲလိုက်မယ်ရှမ်းကြီးနဲ့မြမကြီးကဇရက်ပေါ်မှာဆင်းသဖြင့်တူးတဲ့ကြံခဲ့သူရဟန်းပါလိုက်ဆင်းလာပါလေမြို့တော်မှာအထွက်ပြေးလာမသိပါဘူးအထူးစစ်ဆေးခြင်းမရှိလျာကခရီးသည်အားလုံးကလွယ်ကူသွားပဲမြို့တကားအပြင်ကိုရောက်လာခဲ့ကြပါလေဒါပေမဲ့နောက်ဆုံးခရီးသည်ဖြစ်သူရဟန်းမြို့ပြင်ရောက်တာနဲ့တပြိုင်နက်မြင်းခွာတန်နေကြားရပြီးတော့ဗိုလ်တအူးခေါင်းဆောင်လည်းရဲ့မြင်းက၄ဦးပါလာပါလေမြင်းသမားတို့ကမြို့တကားမှာမနာတော့ပဲရှေ့ဆက်စီးကခရီးသည်တို့ကိုဝိုင်းထားလိုက်ကြပါလေဖះအမိန်တော်ပါတယ်ခုခံမယ်မကြမ်းနဲ့နော်အလုံးသဘုံဖြစ်သွားမယ်ရှေလုံးမဘူကဓာကြီးကိုလေထဲမှာလွှင့်ပြီးတော့ဝိုင်းမိနေတဲ့ခရီးသည်တွေကိုလှည့်ပတ်နေကနှုတ်ကလည်းအော်ဟစ်အမိန်ပေးနေပါလေစစ်ဘူကကပ္ပိယနဲ့သင်္ကန်းဝတ်တို့ကိုတွေ့လိုက်တာနဲ့တပြိုင်နက်အာရပါရအော်လိုက်တယ်ဟာဟုတ်ပြီကွာတီတီလေးလွတ်တော့မလို့ဘက်နဲ့ဥပစင်ကိုပေါက်လာနဲ့ကပ္ပိယသွေးတော်ကြီးငမျက်ကျော်တို့ဒီတခါဗိုလ်ချုပ်ခေါင်းလက်ထက်ကလွတ်ကြသေးရဲ့လားဟာကြည်နေတယ်ကွာဗိုလ်ချုပ်ခေါင်းကတစ်စက်တည်းလှည့်ပြီးတော့အမိန်ပေးလိုက်တာကြောင့်မင်းနှစီကသင်္ကန်းဝယ်ရန်ဆောင်းထားတဲ့ပေါက်လာနဲ့ကပ္ပိယအရေးချုံသွေးတော်ကြီးမျက်ကျော်တို့အနာကိုချင်းကပ်သွားကဓာမိုးပြီးတော့စောင့်ကြံနေပါလေအလိုဒီမှာလည်းသင်္ကန်းဝယ်တူပါလားဟဲ့ဒီလိုလာစောင့်ကြစမ်းနောက်ထပ်မင်းတစီကကျန်ရဟန်းကိုစောင့်ကြံလျက်ရှိကြပြန်ပါလေဗိုလ်ချုပ်ခေါင်းကစိတ်ဆက်သေးချသွားနဲ့ခရီးသည်အားလုံးကိုလိုက်လံကြည့်နေပါလေခရီးသည်များနဲ့စောစောက9ဦးအပြင်ထိတ်လန့်တုန်လှုပ်နေပုံရတဲ့တောသူတောသားများဖြစ်ဟန်တူတဲ့မိမကြီး9ဦးနဲ့ယောက်ျား3ဦးကပါသေးတယ်ဗိုလ်ချုပ်ခေါင်းရဲ့မျက်လုံးတွေကရေပေါင်တန်းရက်လျက်ရှိတဲ့ရှမ်းကြီးနဲ့ဗမာကြီးစီကိုရောက်သွားပါတယ်ဟာဟန်လိုက်လေယုံထောင်းတာကြောင်ရောယုံပြီးနေပါရောလားဘယ်နဲ့မိုးနဲ့ဆိုပါမယ်ဒီရောက်နေသကိုဗျဟိုလူကရောဟေ့အဲ့ဒီနှစ်ယောက်ကိုပါဖမ်းလိုက်စမ်းဗိုလ်ချုပ်ခေါင်းရဲ့စကားဆုံးမှာပဲကြံမြင့်တဲ့တော်တအုပ်ကမြင်းကြီးနဲ့ရှမ်းကြီးထံကတ်သွားပါတယ်အဲ့ဒီခိုင်မှာပဲမမျော်လင့်တဲ့အဖြစ်ကပေါ်လာပါတယ်မိုးနဲ့ဆိုပါလို့အခောက်ခံရသူရှမ်းကြီးရဲ့လက်ကလှင်မြန်စွာနဲ့လွယ်ရင်းကိုရောက်သွားကပြောင်းတူတနတ်တလက်ကိုထုတ်ပြီးတော့ချင်းကပ်လာသူမြင်းသမားကိုပစ်ချလိုက်ပါတယ်တနတ်တန်ပေါ်လာပြီးတော့ရင်ဝတက်တဲ့ထိသွားတဲ့မြင်းသမားကမြင်းထက်ကနေပြီးတော့နောက်ပြန်လဲကျသွားပါတယ်အခွင့်ကောင်းကိုချောင်းနေကြတဲ့ပေါက်လာနဲ့သွေးတော်ကြီးတို့ကလည်းလက်မနေကြပါဘူးတနတ်တန်ကြားလိုက်ရပြီးတော့အားလုံးထိတ်လန့်သွားကြမှာနှစ်ဦးသားကရုတ်တရက်ထိုင်ချလိုက်ပြီးတော့မိမိတို့ရှေ့မှာရှိတဲ့မြင်းတွေရဲ့ဝမ်းပိုက်အောက်ကိုခိုးဝင်လိုက်ကြပါတယ်အဲဒီကနေတဆင့်ခုံလွှားပြေးလိုက်တဲ့ခဏမှာပဲမြင်းများနဲ့ဂိုင်း20ခန်းဝေးရာကိုရောက်သွားကြပါတယ်ခဏမှာပဲပေါက်လာကသင်္ကန်းအောက်ဝက်ယူခဲ့တဲ့တရှိကြီးကိုဆွဲထုတ်ပြီးဖြစ်နေပါတယ်တပတ်ကွေ့ပြီးတော့၎င်းတို့နှစ်ဦးသားနောက်ကိုထိုးလိုက်ကြတယ်မြင်းတွေတော်နှစ်ဦးအနက်တဦးရဲ့ဓားကပေါက်လာရဲ့ဓားနဲ့အချိန်ပြင်းစွာထိခိုက်မိလိုက်တဲ့ခဏမှာပဲနောက်ထပ်တနတ်တန်တစ်ချက်ပေါ်လာပါတယ်လေးတော်ကြီးရဲ့လက်မှာအငွေမဆဲသေးတဲ့တနတ်တစ်လက်ကိုကင်လျက်ရှိပြီးတော့၎င်းရဲ့နောက်ကိုထိုးလိုက်ခဲ့သူမြင်းဒီတော်ကတော့မြေပြင်မှာလဲကျပြီးတော့အသက်ပြောက်လျက်ရှိနေပါတယ်လေးတော်ကြီးကလှင်မြန်ဖြက်လက်စွာနဲ့လဲကျနေသူရဲ့လက်ကဓားကိုကောက်ယူလိုက်ပါတယ်အဲ့ဒီနောက်စီးသူမဲ့နေတဲ့မြင်းကြီးထက်ကိုလွှားကနေခုံတက်ရောက်လိုက်သွားပါတယ်အဲ့ဒီချိန်မှာပဲပေါက်လာနဲ့၎င်းတို့ရဲ့ရန်သူတွေကလည်းဗတ်မကြီးတဲ့တိုက်ပွဲကိုစလျက်ရှိပါတယ်ဒါချင်းဆိုင်မိစဉ်မြင်းကဓားရဲ့လွတ်ဆင်သွားပြီဖြစ်ပါတယ်မြင်းဒီတော်ကဓားမဲ့ဖြစ်နေပြီဖြစ်တဲ့ဖြင့်ဓားနဲ့ပေါက်လာအားမြင်းနဲ့ပေါက်ချရန်ကြိုးစားနေကြပါတယ်ရုတ်တရက်သောမြင်းကြီးကပေါက်လာထက်မိုးပြီးတော့ဗရက်ရက်ကရှိနေပါတယ်နောက်ခဏမှာပဲရှေ့ရှေ့နှစ်ဖက်ကအရှိန်ပြင်းစွာနဲ့ပေါက်လာရဲ့ခေါင်းထက်ကိုကျလာပါတယ်ဒါပေမဲ့ပေါက်လာကဘေးကိုခေါင်လျှောက်လိုက်ပြီးတော့မြင်းရဲ့ခြေမြေကိုကျသည်နဲ့တပြိုင်နက်မြင်းဆက်ကျိုးကိုဖမ်းဆွဲလိုက်ပါတယ်တမဏိကဲ့သို့မာကျောတန်ဆွမ်းလာတဲ့ပေါက်လာရဲ့လက်မှာမြင်းကြီးကမယုံကန်နိုင်အာပြဲလျက်တန့်ရံနေပါတယ်မျက်စိတမိတ်လျက်တစ်ပြက်အတွင်းမှာပဲပေါက်လာရဲ့ဓာတ်ကမြင်းသမားရဲ့ရင်ကနေကျိုးကိုထုတ်ချင်းခတ်ပေါက်သွားပါလေနောက်ခဏမှာပဲပေါက်လာကလည်းမြင်းဘက်ကိုရောက်သွားပါလေရက်ကြီးနေရကဗိုလ်ချုပ်ခေါင်းကမြင်းကိုပေါက်လာရှိရာကိုဒရချန်စိုင်းနေလာပါလေ
ဒါပေမဲ့လမ်းမှာသွေးတောက်ကြီးကဖြတ်ပြီးတော့တိုက်လိုက်ပါတယ်မကြမီမှာပဲပေါက်လာသွေးတောက်ကြီးတို့ကတစ်ဖက်ဗိုလ်ချုပ်ကောင်ကတစ်ဖက်မြင်းကိုစီနဲ့နှစ်ယောက်တစ်ယောက်အပြင်းထန်တိုက်ခိုက်နေကြပါတယ်ကျန်မြင်းသမားတို့ကတော့မိုးနဲ့စော်ဘွားရှိရာကိုဓာတ်ကိုဝင်ကနဲ့စိုင်းဝင်လာပါတယ်မိုးနဲ့စော်ဘွားကတစ်ချက်ထိုးတနက်ကိုအာမကူနိုင်တော့ပဲပိုင်းကွက်နေပြီးတော့ရန်သူရဲ့အတိုက်ကိုတင်းရှောင်နေရပါတယ်ပထမတော့မြမကြီးကရက်ကြည့်နေပါတယ်ဒါပေမဲ့ဓာတ်တဝင်းဝင်းနဲ့မြင်းသမားရဲ့ရန်ကိုလက်နဲ့မဲ့ခုခံနေရသူမိုးနဲ့စော်ဘွားရဲ့အဖြစ်ကိုမြင်ရတာနဲ့တပြိုင်နက်သူလည်းလှုပ်ရှားလာပါတယ်သူရဲ့လက်ကလွယ်အတွင်းကိုရောက်သွားပါတယ်ပြန်ထုတ်လိုက်တဲ့အခါမှာတော့ဓမြောင်တလက်ပါလာပါတယ်ထိုအခိုက်မှာပဲမိုးနဲ့စော်ဘွားကပေါက်လိုက်တဲ့မြင်းကိုရှောင်လိုက်စင်ပါပဲမြေကြီးကတစ်ခုကိုနင်းမိပြီးတော့ကိုမဟန်နိုင်ပဲလဲကျသွားပါတယ်မြင်းသမားကဓာတ်ကိုအာယူလွှဲမြောက်လိုက်တယ်ဒါပေမဲ့မြမကြီးရဲ့လက်မှာဓမြောင်ကလေထဲမှာဝှီးကနေအော်ပြီးဖြတ်သွားပြီးတော့မြင်းသမားရဲ့လက်ပြင်ကိုအရှိန်ပြင်းစွာနဲ့စိုက်ဝင်သွားပါတယ်မိုးနဲ့စော်ဘွားကမြင်းပေါ်မှာကြာလာတဲ့သူရဲ့လက်ကဓာတ်ကိုယူလိုက်ပြီးတော့မြင်းပေါ်ကိုခုန်တက်လိုက်ပြန်ပါတယ်အခြေအနေကရုပ်ချင်းပြောင်းလဲသွားပါတယ်မြင်းငါးစီးကိုဥဆောင်လာခဲ့သူဗိုလ်ချုပ်ခေါင်ကသူတဦးတည်းသာမြင်းပေါ်မှာကျန်ရစ်ပြီးတော့မြင်းသုံးစီးမှာရသူလက်ရောက်သွားကြောင်းတွေ့ရပါတယ်မိမိရဲ့ငယ်သား၄ဦးကလည်းကြာဆုံးခဲ့ရပါပြီအဲဒီခိုင်မှာပဲတကားဆောင်၅ဦးကဓာတ်ကိုစီနဲ့ပြေးလာကြပါတယ်ဒီချိန်ထိငြိမ်သက်စွာကြည့်နေသူယဟန်ကသင်္ကန်းရုံအတွင်းမှာဓာတ်ကိုထုတ်ပြီးတော့ပြေးလာသူ၅ဦးကိုရင်ဆိုင်လိုက်ပါတယ်မြမကြီးကလည်းပထမဦးစွာတနက်ထိကြာဆုံးသူရဲ့ဓာတ်ကိုယူပြီးတော့အဲဒီသင်္ကန်းဝစ်စီကိုပြေးကကိုကြီးတိုက်ခတ်ပေးပါတယ်မြင်းနဲ့မိုးနဲ့စော်ဘွားကလည်း2ဦးနဲ့5ဦးရှင်ပြိုင်တိုက်နေတဲ့သူတို့2ဦးဘက်ကနေပြီးတော့ဝင်တိုက်လိုက်ပါတယ်ဗိုလ်ချုပ်ခေါင်ကတိုင်ရင်ခိုင်ရင်ကနေပြီးတော့ဒီအခြေအနေအားလုံးကိုသတိပြုမိပါတယ်ဆက်တိုက်နေရင်မိမိအတွက်မိုက်ရာကျနေပြီးတော့မယ်ဒါကြောင့်ရန်သူ2ဦးကိုအာသွန်ဖိခုတ်ပြီးတော့၎င်းတို့နောက်ဆုတ်သွားကြမြင်းကိုတပတ်ကွေကပြန်မလဲတော့ပဲတကားစီကိုဥတည်ပြီးတော့အဆုံဆိုင်ပြေးပါတယ်ဒါကိုမြင်တော့တကားဆောင်5ဦးကလည်းခြေဦးတဲ့ရာကစင်ကရားနဲ့ထွက်ပြေးကုန်ပါတယ်ပေါက်လာကထွက်ပြေးသွားတဲ့ဗိုလ်ချုပ်ခေါင်ရဲ့နိုင်ကိုလိုက်ရပြန်ပါတယ်ဒါပေမဲ့သွေးတောက်ကြီးကဆွဲထားပါတယ်မကြာမီတိုက်ပွဲကိုအနိုင်ရယူခဲ့တဲ့လူ5ဦးကစဝေးမိလျက်ရှိနေကြပြီးတော့ကျန်ခရီးသည်တွေကတော့တိုက်ကြခိုက်ကြနေစဉ်အတွင်းမှာပဲထွက်ပြေးပြောက်ွယ်သွားကြပြီဖြစ်ပါတယ်ကဲကျုပ်တို့ဘာလုပ်ကြမလဲမိုးနဲ့စော်ဘွားကမေးပါတယ်ပြေးကြရုံရှိတော့တာပေါ့ကျုပ်တို့အင်မတန်ကြီးမားတဲ့ရာဇဝတ်မှုကြီးတစ်ရပ်ကိုကျူးလွန်ပြီးကြပြီပဲမြမကြီးကဆိုပါတယ်သွေးတောက်ကြီးကခိတ္တစဉ်းစားနေပါတယ်ဟုတ်တယ်ဒီကမိတ်ဆွေများအနေနဲ့ကပြေးကြရမှာပဲကျုပ်တို့အနေနဲ့ကအခက်ရှိတယ်အားလုံးကထူးဆန်းတဲ့သွေးတောက်ကြီးရဲ့စကားကြောင့်အားသင့်သွားကြပါတယ်သွေးတောက်ကြီးကသာဆက်ရှင်းပြပါတယ်ဒီလိုရှိပါတယ်အခုဗိုလ်ချုပ်ခေါင်လွတ်သွားတယ်ဒီလူကကျုပ်တို့2ဦးရဲ့အဆက်အသွယ်တွေကိုအားလုံးသိတယ်ဗျအခုရှင်မြို့တော်ပြန်ရောက်တာနဲ့တပြိုင်နက်ကျုပ်တို့ရဲ့ခေါင်းဆောင်ဟာရာဇဝတ်သစ်မဲ့ဘေးမှာရှိနေတယ်ဒီလိုဆိုသွေးတောက်မင်းကဘာကြောင့်ခုနကကျွန်တော်လိုက်တတ်မယ်လို့တာဆွဲထားရတော့အကြောင်းရှိတယ်ပေါက်လာဗိုလ်ချုပ်ခေါင်ကတက်မှုကောင်းတစ်ယောက်ဖြစ်တယ်သူ့ကိုမသေးသေးလို့ပြီးတော့သူ့အနေနဲ့ရွှေနန်းတော်ပြန်အမိန့်ခံရအောင်မယ်ဒီတော်တွင်တို့ကဖြက်လန်းကနေဗိုလ်မှူးတို့ကိုအရင်ရောက်ချထားနိုင်လေရှောင်းတိတ်ဖို့အချိန်ရပါလိမ့်မယ်ကဲမင်းပြန်တုံ့ပြန်မလားငါသွားရမလားဟောအောက်ကလာမဲ့သူတွေကိုကျွန်တော်မှမသိတာဒီတော့ကျွန်တော်ပြန်မယ်သွေးတော်မင်းဆက်သွားကဲသွားဆိုအခုသွားပြီးတော့လူမြင်ကွင်းမှာဒီသင်္ကန်းနဲ့မြင်းနဲ့မရောဘူးသင်ရမှာအဝေးလဲဖို့မမေးနဲ့ပေါလာကစကားဆက်မရှိတော့ပဲအားလုံးကိုလက်ပြနှုတ်ဆက်ကဧကတိကိုပခုံးတဲ့ဆူယုံတင်ပြီးတော့မြင်းနဲ့ကစုံချလျက်မြို့ရင်းဘက်ကိုစိုင်းနေပြေးပါတယ်သွေးတောက်ကြီးကကြံလူတွေဘက်ကိုလှည့်လိုက်ပါတယ်သွေးတောက်တို့တယောက်ကြောင်းတယောက်နောက်မှရှင်းကြတာပအခုလောလောဆယ်တော့ခရီးဆက်ဖို့ပြင်ကြရအောင်လူ4ယောက်မြင်း3စီးပဲရှိတယ်အကိစ္စမရှိပါဘူးမြင်းတကားမှာတကယ်ဆောင်နေတဲ့မြင်းတွေရှိတယ်နေကျုပ်သွားယူလိုက်မယ်တင်ကန်းဝင်တဲ့ပုဂ္ဂိုလ်ကပြောဆူနဲ့တကားစီကိုပြန်ပြေးပါတယ်မကြမီမှာပဲမြင်းတစ်စီးကိုစီးလျက်ပြန်ပေါ်လာပါတယ်လေးဦးသားကမြေပြင်မှာကြာဆုံးလျက်ရှိသူတွေကိုတစ်ချက်ပြန်ကြည့်လိုက်ပြီးတော့တောင်ဘက်ကိုမြင်းကိုစီနဲ့ဆိုင်းထွက်လာခဲ့ကြပါတယ်မကြမီမြို့တော်ရဲ့တောင်ဘက်ရွှေကျိုးသက်နယ်နိမိတ်ဖြစ်တဲ့ဒုထဝရီမြစ်ခေါ်မြင့်ငယ်မြစ်ကိုရောက်ရှိလာကြပါတယ်မြင်းချင်းတနေရာကိုရွေးချကြပြီးတော့မြင်းတွေကိုရေထဲဆင်းဆွေ၍တစ်ဖက်ကန်းသို့ခက်ခဲကူးလာကြပါတယ်တစ်ဖက်ကန်းကိုရောက်ပြီးမဲ့လဲစကားမဆိုနိုင်ကြသေးပဲရှမ်းရုံးမှာတောင်တန်းကြီးကိုလက်ဝဲဘက်တင်ထားလျက်ဆက်လက်ဆိုင်းနေကြပြန်ပါတယ်အင်းနည်းနဲ့ခရီးရှိတိုင်ကပေါက်လာကြတယ်တောတို့အတန်ထူလာပြီးတော့မြေမာလဲကျန်းလာခဲ့ပါတယ်မြင်းကလည်းအတော်ပင်ပန်းနေကြပြီးတောကလေးတစ်ခုရဲ့အထွက်မှာတော့ရှေ့လုံးမှာရောက်နေသူသွေးတောက်ကြီးကရုတ်တရက်ရက်လိုက်တာကြောင့်အားလုံးကထိတ်လန့်ကြဖြစ်လျက်မြေဆက်ကိုတတ်လိုက်ကြပါတယ်။ဘာလဲဘာတွေ့လဲတယောက်တစ်ပေါက်နဲ့ဝိုင်းမိကြတယ်သွေးတောက်ကြီးကဘာမှမဖြေပဲမြင်းထက်ကဆင်းပြီးတော့မြေပြင်တနေရာကိုဒူးထောက်လျက်တေချာသွားကြည့်နေပါတယ်သွေးကွက်ကြီးတစ်ခွက်ကိုတွေ့ရပါတယ်အားလုံးကဗျိုင်းတွင်မြင်းပေါ်မှာဆင်းလိုက်ကြပါတယ်သွေးကွက်ကြီးကသွေးဆက်တွေက၎င်းတို့လာခဲ့တဲ့လမ်းအတိုင်းမှာမြောက်ဘက်ကိုဆက်ကြားသွားပါတယ်
လေးတောက်ကြီးကမြေပြင်မှသွေးဆက်တွေအတိုင်းမြောက်ဘက်ကိုဆက်လိုက်ခဲ့ပါတယ်။ဂိုင်းအစိတ်ကန်ရောက်တော့သွေးဆက်တွေကလမ်းမဖဲကအရှိဘက်ကိုခြေလမ်းလေးတစ်ခုအတိုင်းချိုးဝင်ညွန့်ပြသွားပါတယ်။လေးတောက်ကြီးကအဖိုးလေးစီကိုပြန်လာခဲ့တယ်။လူတယောက်တော့ဒုက္ခရောက်ခဲ့တဲ့တရံပဲ။ကျုပ်တို့မြင်းတွေလည်းမောပါပြီ။အမောဖြစ်ရင်းနဲ့သွေးဆက်အတိုင်းလိုက်ရင်ဒီလူကိုတွေ့တယ်ကောင်းရဲ့။ဘာနဲ့လဲ။အားလုံးကသဘောတူကြပါတယ်။ကဲဒါဖြင့်ဟိုလမ်းလေးတဲ့ပဲချိုးဝင်ရမှာပဲ။မလိုက်ကြခင်တော့ဒီသွေးဆက်တွေကိုဖျက်ပြချဖို့လိုတယ်။တော်ကြာဒီသွေးဆက်တွေကဟိုလူရှိရာညွန့်တို့ကျုပ်တို့ရှိရာလဲညွန့်နေအောင်မယ်လူလေးဦးကလမ်းဖေးမှာသဲမြေမုံတွေကိုလက်ခုပ်နဲ့အသီးသီးကျုံးလျက်သွေးဆက်တွေကိုဖုံးလွှမ်းဖျောက်ပြက်ပြစ်ကြပါတယ်ခြေရလက်ရမကြံကြောင်စိတ်ကျေနပ်ကြမှမြင်းပေါ်များတက်ကစုပ်ခဲ့တဲ့လမ်းကလေးအတိုင်းပဲအရှိဘက်ကိုဆက်ခဲ့ကြပါတယ်တောကြုံများကထူတဲ့ထူလာပြီးတော့လူကလည်းတစ်ဖြည်းဖြည်းနဲ့တောင်သွေးလေးတစ်ခုအနားကိုချိတ်ကပ်သွားကြပါတယ်ဂိုင်900ခန်းလောက်ကိုသွားပြီးတော့ရှေ့ကသွေးတောက်ကြီးကရုတ်တရက်ဟိုမှာတွေ့ပြီဆိုပြီးတော့အော်လိုက်ပါတယ်ရှေ့မှာတစ်ပင်ကြီးတွေကစုပေါက်နေပြီးတော့အရေးကောင်းတဲ့တနေရာရှိပါတယ်စမ်းကြောင်းလေးတစ်ခုကတသွင်းသွင်းစီးကြနေလျက်စမ်းကြောင်းဘေးတစ်လျှောက်စိမ့်လန့်တဲ့မြက်တွေကပေါက်နေကြပါတယ်မြင်းတစီကအေးလူလူနဲ့မျက်စားလေးရရှိပေမဲ့လေစမ်းကြောင်းရေစက်မှာတော့လူတအုပ်ကအသက်ကင်းမဲ့တဲ့ပမာမလုံမရှက်လဲမောင်လေးရရှိပါတယ်မိတ်ဆွေလေးဦးကမြင်းများရေတော့ရန်စမ်းကြောင်းစီကိုလွတ်လိုက်ပြီးတော့လဲမောင်နေသူရဲ့အနီးကိုဝိုင်းလာကြပါတယ်ဒေတောက်ကြီးကဒေလူကိုပွေ့ပြီးတော့မိမိရဲ့ပေါင်တစ်ဖက်ပေါ်မေးလျက်ပက်လက်လှန်ထားလိုက်ပါတယ်ထိုလူရဲ့မျက်နှာကိုမြင်လိုက်လေရင်မြင်လိုက်ချင်းပါပဲဒေတောက်ကြီးရဲ့မျက်နှာမှာအပြင်းအထန်လှုပ်ချောက်ချားတဲ့တရံပေါ်လာပါတယ်နှုတ်ကလည်းထိတ်လန့်ရေရွတ်တံပေါ်လာခဲ့ပါတယ်အလိုဖះအသက်မှာရှိသေးရဲ့လားဒေတောက်ကြီးရဲ့လက်ကဒီလူရဲ့ရင်ဘတ်ဘက်ကိုရောက်သွားပါတယ်နှလုံးခုန်တန်းကိုဆမ်းပြီးတော့ဒေတောက်ကြီးရဲ့မျက်နှာကဝင်းပါကြည်လင်လာပါတယ်လင်မြန်စွာပဲသတိမင်းလေးသူ့ရဲ့အင်ဂျီကိုဆွဲဆုပ်ဖယ်ရှားလိုက်ရာဒေတောက်ကြီးကဒီလူရဲ့ရင်ဘတ်ဝဲဘက်မှာရှိတဲ့ရင်အုံမှာတန်ရာကိုတွေ့လိုက်ရပါတယ်တန်ရာကမနှက်လှပြီပဲလေဒီလူသတိလင်းနေတာကသွေးလွန်ခြင်းကြောင့်သားလို့ဒေတောက်ကြီးကသဘောပေါက်မိပါတယ်ဒေတောက်ကြီးပြုလုပ်နေသမျှကိုငြိမ်သက်စွာဝိုင်းကြည့်နေကြတယ်မိတ်ဆွေသုံးကတန်ရာရှင်ရဲ့မျက်နှာကိုမြင်လိုက်ရတော့တအုပ်မျက်နှာတအုပ်လန့်ကျင်မိကြပါတယ်အကြောင်းကတော့သတိလင်းနေသူရဲ့မျက်နှာကဒေတောက်ကြီးရဲ့မျက်နှာနဲ့ဆင်လာတော့ကြောင်ပါပဲဒေတောက်ကြီးကမိတ်ဆွေသုံးကိုမော့ကြည့်လိုက်ပါတယ်ဂိုင်းဒေတောက်တို့မမျော်လင့်ပဲကျုပ်ရဲ့ခရီးဟာဓမ္မဆုံးနေပြီဒီတန်ရာရှင်ဟာကျုပ်တွေ့ဖို့ထွက်လာတဲ့ကျုပ်ရဲ့အကိုပဲဒေတောက်တို့တက်နိုင်ရင်ဒီလူသတိရအောင်ကျုပ်ကိုကူကြပါဗျမိုးနဲ့စော်ဘွားကအရင်လှုပ်ရှားလာပါတယ်လူကမိမိရဲ့ရွှမ်းလွယ်ကြီးအတွင်းအတန်ကြာရှာဖွေနေပြီးတဲ့နောက်မှာတော့နေကြမ်းဆေးရည်တွေနဲ့ပြည့်နေတဲ့ပလင်းလေးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်ဟောဒီဆေးရည်ကိုတိုက်ရအောင်ဒီဆေးဝင်သွားရင်အားလေးပြည့်လာမယ်တန်ရာကနာကျင်တာလေးသက်သာသွားမယ်နောင်တော်ကပါဇက်ကိုနည်းနည်းလှစ်ပေးပါကျုပ်အဆက်ချပါမယ်ဒေတောက်ကြီးကမိုးနဲ့စော်ဘွားအမင်းရှိတဲ့အတိုင်းပါဇက်ကိုလှစ်ပေးလိုက်ပါတယ်မိုးနဲ့စော်ဘွားကဆေးရည်တွေကိုတစ်ဆက်ပြီးတစ်ဆက်ပါဇက်အတွင်းကိုလောင်းထည့်နေပါတယ်အတန်ကြာမှရက်လိုက်တယ်စိတ်ချမကြခင်သတိရလာပါလိမ့်မယ်ဒေတောက်ကြီးကရိုသေလေးစားသောအမူအရာနဲ့ဥကောင်းညှော့လိုက်ပါတယ်တော်ဖျားကိုစော်ဘွားမင်းတစ်ပါးအဖြစ်ကျွန်တော်ယုံကြည်ပါပြီကမုံကြံသွေးကြောက်သွေးတို့နဲ့ဘိန်းစီတစ်မျိုးရောဆက်အပ်တဲ့ဒီဆေးရဲ့အစွမ်းကိုလည်းမကြမီကပင်သိရှိခဲ့ရပါတယ်အလိုဒီအကြောင်းကိုသိနေတယ်ဟုတ်စားမှန်ပါတယ်အလင်းသိရင်တော့ကျွန်တော်အကျိုးကြောင့်ပြောပြပါမယ်ကျန်ပုဂ္ဂိုလ်နှစ်ဦးနဲ့မြမကြီးကလည်းမိုးနဲ့စော်ဘွားကိုကိုညွတ်ရဲ့အယုံသိပြုပါတယ်ယဟန်ကသာတင်းကြီးသွားကြည်ရင်းနဲ့ပြုံးနေပါတယ်မိုးနဲ့စော်ဘွားကအနေရအထိုင်ရကျက်သွားဟန်နဲ့လက်ကထားလိုက်ပါတယ်ဒေတော်တို့နောင်တော်တို့အကျုပ်ကိုစော်ဘွားဖြစ်မေးထားလိုက်ကြပါတလီတဲ့စီတခရီးတဲ့သွားဒုက္ခကိုအတူရင်ဆိုင်နေသူချင်းမိတ်ဆွေတဦးလို့သာသဘောထားပါဆက်ဆံကြပါဒီဟာထက်ဒဏ်ရာကိုဆေးထည့်ပေးဖို့လိုမဲဗျကျုပ်မှာတော့ထည့်သေးမပါဘူးနောင်တော်စီမှာကောမြမကြီးကခေါင်းငိမ့်လိုက်ပါတယ်ကဲဒါဖြင့်အနာကိုဆေးကြောတုပ်တင်ကြနေပါကျွန်တော်ပြင်ဆင်လိုက်အောင်မယ်မိုးနဲ့စော်ဘွားကစမ်းကြောင်းမှရေသွားခတ်ပါတယ်ကဲတကားကြီးညောင်းရုံမယ်တကားနဲ့ဥပဒေဒီလူနာကိုမပြီးတော့ဟိုအရေးအောက်မှာသွားချကြတာပါဒေတောက်ကြီးကသင်္ကန်းဝဲပုတ်ကိုကိုအံ့ဩစွာနဲ့မော့ကြည့်လိုက်ပါတယ်ဥပဒေရဲ့ပြောဟန်ဆိုဟန်နဲ့အင်းဒီတော်ကိုထောက်ရှင်ပြီးတော့ပေါက်လာခဲ့လို့အရေးချုံမဟုတ်ပဲတကယ်ရဟန်းတစ်ပါးဖြစ်ကြောင်းရိပ်မိရပါတယ်ဒါကြောင့်ဘာမှမပြောတင်ပါဖျားလို့သာဖြေးလိုက်ရပါတယ်အဲ့ဒီနောက်ဥပဒေကူကြီးနဲ့လူနာကိုတစ်ပင်ရိပ်အောက်ရွှေကလွယ်အိတ်တစ်လုံးကိုခေါင်းအောင်စီပြီးတော့ချထားပါတယ်မြမကြီးကမိုးနဲ့စော်ဘွားခတ်လာတော့ကြီးမှာဆေးမုံတစ်မျိုးထည့်ပြီးတော့လူနာရဲ့တန်ရာကိုဆေးပေးပါတယ်အဲ့ဒီနောက်ဖျောင်းချက်နဲ့တူတဲ့ဆေးတစ်မျိုးကိုဝါကုန်းမှာတုံးလိမ့်ပြီးတော့ဒဏ်ရာတွေကိုစိတ်ရှည်စွာနဲ့ထိုးသွင်းသိပ်ပေးပါတယ်အဝိဇ္ဇာတစ်ခုနဲ့ဒဏ်ရာကိုအုပ်ပြီးတော့ပခုံးကတိုင်းစီပေးလိုက်တော့ကိစ္စကပြီးခဲ့ပါတယ်ဒီခါကျမှမိတ်ဆွေလေးဦးတို့ကဆက်လက်တောက်သူတောက်ကုန်းဝါသူဝါနဲ့အေးအေးလူလူစကားဆိုနိုင်ကြပါတယ်အေးလူတွေကတော့တကယ်တတ်တီခဲတွေကြီးပဲဘယ်သူဘယ်ဝါမှန်းသာမသိကြတယ်တကားတို့အသီးသီးမှာရှုပ်ဝက်တဲ့အရေးခင်းတွေရှိဟန်တူတယ်ဥပစင်းကတော့ရှုပ်ဝက်စရာမရှိလာပါဥပစင်းဘွဲကဥအုပ်တမလို့ခေါ်တယ်ရင်းနှီးတဲ့တကားတကမတွေကတော့တခါတရံကြီးစဲသမှုနဲ့
ကွယ်ရမှာဘိုးဥတ္တမလို့ခေါ်ကြဆိုထင်ပါနေတာကတော့မင်းဘူးနေမှာပါပဲအရှင်ဖျားဒီဘာကိစ္စနဲ့ကြွလာပါသလဲအေးအเจ้าကရှိသပါနေမှာလဲမင်းမြောင်ကပ်ပါတွေကဓာတ်တဝင်းဝင်းနဲ့ခိုးဆိုကြဒီတပြလူစိုးလေးတွေထက်အောင်အရက်ကကလဖြူတပြကြီးရဲ့ရန်ကားလဲနေလားညာလားစိုက်မယ်ဖြစ်နေတယ်နခတာရဂျိုသွားဂျိုလာတွေကလည်းမကောင်းဘူးဂိန်ကန်တပေါင်စီးနဲ့နမိတွေကမလာဘူးတန်တနာတော်ကြီးနဲ့တိုင်းပြည်ကြီးတို့ဘေးရောက်ဆရာအเจ้าမြင်တာနဲ့အချင်းကြီးအရေးရစုံစမ်းရင်ဆိုသလိုနေပြည်တော်ကဆရာဖြစ်တဲ့နရိဒါဘိဒဇအတုလာဓိပတိတိရိမဟာဓမ္မရာဇာဒီယာဇကိုတို့ဘွဲတစိတ်တော်ရစီးပနီဆရာတော်ဖះကြီးကြောင်းတိုက်လာပြီးတော့ခိတ္တသတင်းသုံးနေတာပဲအခုတော့အပြန်ပေါ့လေအရှင်ဖះကဘလို့များအခြေအနေတွေနားလည်ခဲ့ပါသလဲအခြေအနေတွေကတော့မကြိုက်လာပါဘူးဒီမင်းဒီဆိုဒီတခိုးနဲ့ဒီမိုးဒီလီဆိုတာလို့ပေါ့ကဲထားပါလေတကားတို့အကြောင်းလဲဆိုကြပါဦးဒီနေရာမှာမြမကြီးကဝင်ဆိုပါတယ်တပည့်တော်နာမည်ကဦးမင်းအောင်လို့ခေါ်ပါတယ်နတ်မောက်မြို့လွတ်လင်တကြီးဖြစ်ပါတယ်တာလွန်မင်းတရားကြီးလက်ထက်ဒီပရင်နတ်မောက်ကြောက်ပတော်သုံးမြို့ဝင်သီရိစီယာဥပိမကြာမီကဒိုင်းခင်ခင်အရေးကြောင့်အယာမကျသွားတဲ့မင်းကြီးတတ်တော်ရှိခမ်းမဝင်ကြီးဦးရွှေမောင်တို့ရဲ့အနွေတွေကဖြစ်ပါတယ်ဥပစင်းလိုပဲတပည့်တော်လည်းတိုင်းရေးပြည်သာသနာတော်ကြီးအရေးအတွက်စိတ်မအေးတာနဲ့တရင်စနေနာဖို့နေပြည်တော်ကိုရုပ်ဖြတ်ပြီးတော့ထွက်လာခဲ့တာပါအနွေတော်တွေကတော့ကောင်းပါရုပ်ရည်သွင်းပြီးအကဲခတ်ပြီးတော့ယောက်ျားကောင်းမျိုးရိုးမှဥပစင်းလည်းရိပ်မိပါရဲ့ခပ်ပတ်မင်းကြီးရဲ့ဖခင်အတွင်းဝင်မင်းဦးရန်ဦးဟာ1186ခုနှစ်ပထမကလားကြီးအတိုက်မှာမင်းကြီးမဟာမန္ဒူလာနဲ့လိုက်ပါအမှုထမ်းရင်းတန်လျင်မြို့တက်မှာကြာဆုံးသွားကြောင်းဥပစင်းမှတ်သားမှုပါရဲ့ကဲဒီဘက်ကတကားကြီးကစူပါအောင်ကွဦးဥဒ္ဓမကသွေးတောင်ကြီးဘက်ကိုလှည့်ပြီးတော့အမိန့်ရှိပါတယ်တပည့်တော်ရဲ့အမိကမျက်ကြော်ခေါ်ပါတယ်အရာအထူးအပြင်တော့သွေးတောင်ကြီးတူဖြစ်ပါတယ်တပည့်တော်တို့မှမတရားမင်းနဲ့တကွာတိုင်းတခြားတပားမင်းတို့ရဲ့ရန်ကားနေပြီးတော့နိုင်ငံတော်ကိုကယ်တင်နိုင်ရန်ကြိုးစားနေသူတွေဖြစ်ပါတယ်တပည့်တော်တို့ရဲ့အရှင်သခင်ကတော့ယခုကတပည့်လုံးကတန်းတအားကိုစောင့်မျှော်နေကြတဲ့ညောင်ရမ်းမင်းသားကိုတော်လေးပဲဖြစ်ပါတယ်ညောင်ရမ်းကိုတော်ကျန်သုံးကတပြိုင်နက်အတန်ထွက်သွားမိကြပါတယ်ညောင်ရမ်းကိုတော်တပည့်လုံးကမျှော်တနေတယ်ဆိုတာမှန်ပေတယ်ဥပစင်းတို့လည်းပါသဘောလေဦးမင်းရောင်နဲ့မိုးနေစော်ဘွားတို့ကလည်းသဘောတူရောက်ခေါင်းညိတ်လိုက်ကြပါတယ်ဦးမင်းရောင်ကဝင်ပြောပါတယ်ဘလောက်တော့မျောလင့်နေကြသလဲဆိုရင်အခုစစ်ဖြစ်ရင်အင်္ဂလိပ်ကအနိုင်တိုက်ပြီးတော့ဒီဘောဘရင်ကိုနမ်းချလို့ညောင်ရမ်းမင်းကိုနမ်းတင်မဲ့ကောလာဟာလာသတင်းပြေးနေတယ်ဒါကြောင့်တချို့ကဒီစစ်ပွဲကိုဒီဘောအတွက်တိတ်တိုက်မပေးခြင်းနဲ့စိတ်ထားတွေပေါ်နေတယ်အင်္ဂလိပ်တွေကတကယ်ပဲညောင်ရမ်းကိုတော်ကိုနမ်းတယ်မလားသွေးတော်ကြီးတို့တော့ပိုသိမှာပေါ့သွေးတော်ကြီးကခေါင်းကိုလေးပင်သွားနဲ့ခါရမ်းလိုက်ပါတယ်အင်္ဂလိပ်ကိုယုံရင်မှားကုန်လိမ့်မယ်ထင်တယ်ဗျကျုပ်တို့အနေနဲ့ကဒီကလပ်ဖြူတွေကိုစိတ်မချတာကြားပြီညောင်ရမ်းကိုတော်ကိုဘာမှအကူအညီမပေးတဲ့အပြင်ဘင်္ဂလားမြို့စီဖမ်းပို့ထားတယ်ဒီချိန်ထိဘာသတင်းမှလည်းမရအောင်ကျွန်တော်တို့ရဲ့အထောက်တော်တွေနဲ့လည်းလုံးဝအဆက်ပြတ်နေဟိုတနေ့ကမှမြင်းချန်စိတ်ကမ်းမှာညောင်ရမ်းရဲ့အထောက်တော်တအူးလို့ထင်ရတယ်လူတယောက်ကိုမြန်မာတပ်တွေကသတင်းရလိုက်ဖမ်းတာလွတ်ထွက်သွားတယ်ကြားရတယ်ဒါကြောင့်အရေးတကြီးစုံစမ်းဖို့တပည့်တော်ထွက်ခဲ့တာပါအခုတော့မမျှော်လင့်ပဲလမ်းတွေတွေ့ခဲ့ပါပြီဟောဒီသတင်းလင်းနေသူဟာတပည့်တော်ရဲ့အကိုအရင်ညောင်ရမ်းကိုတော်နဲ့ဘင်္ဂလားမြို့အထီကိုပါသွားတဲ့သူပါသူတတိယရင်တော့အကြောင်းဆုံးသိရမှာပဲလေးဦးလုံးကသတိလင်းနေသူထံမျက်လုံးရောက်သွားကြပါတယ်သူကအသက်မမှန်ရှူပြီးတော့အိမ်မောကျနေကြောင်းဝမ်းသာပွဲတွေ့ကြရပါတယ်မိုးနဲ့စော်ဘွားကအိပ်ပါစေမကြခင်အားပြေပြီးကြီးကြီးလေးလေးနိုးလာပါလိမ့်မယ်လို့ဆိုပြီးတော့သွေးတောင်ကြီးဘက်ကိုလှည့်ပြီးမေးလိုက်ပါတယ်မေးအောင်မယ်သွေးတောင်ကြီးဒီတိုင်းဆိုရင်သွေးတောင်ကြီးတို့ရဲ့ခေါင်းဆောင်ဟာတပြေတန်းခံတမှုဘိုးနေမျိုးသူတွေပေါ့ဟုတ်စသွေးတောင်ကြီးကထိတ်လန့်အော်ဟန်နဲ့စော်ဘွားမင်းကိုမောကြည့်လိုက်ပါတယ်အလိုစော်ဘွားမင်းကဘယ်နဲ့စိုးနိုင်ပါသလဲခုနကပဲသွေးတော်ကြီးပြောခဲ့တယ်မဟုတ်လားကျွန်တော်ဘာပြောခဲ့ပါသလဲမူနဲ့စော်ဘွားကပြုံးလိုက်ပါတယ်ဆေးရည်နဲ့ပတ်သက်လို့လေသွေးတော်ကြီးရဲ့အခုသွေးတော်ကြီးရဲ့နောင်တော်ကိုကျုပ်ဒီဆေးနဲ့အသက်ကေလိုက်တယ်လို့အဲ့ဒီတက်မှုကိုလည်းတယောက်ကဒီဆေးနဲ့ပဲအသက်ကေခဲ့ဘူးတယ်မဟုတ်လားသွေးတော်ကြီးကမငင်းနိုင်တော့ဟုတ်မှန်ကြောင်းကောင်းကျင်ဝန်ခံလိုက်ရပါတယ်မိုးနဲ့စော်ဘွားကနားမလဲသဖြင့်တဦးမျက်နှာတဦးကြည့်နေကြတယ်ဥဥတ္တမနဲ့ဦးမင်းအောင်ဘက်ကိုလှည့်လိုက်ပါတယ်ဥပစင်းနဲ့မိတ်ဆွေတွေအားလုံးကိုကျွန်တော်အနေနဲ့ရှင်းပြဖို့ဝေတရားရှိနေပါတယ်ကျွန်တော်ဟာမိုးနဲ့စော်ဘွားခွန်ကြည်မှန်းသိကြတာနဲ့တပြိုင်နက်1242ခုနှစ်ကစပြီးတော့အပေါင်းပါစော်ဘွားတို့ကိုခေါင်းဆောင်လို့ဒီဘောဘရင်ကိုပုံကန်တော်လန်နေသူတဦးမှလည်းတည်ပြီးဖြစ်ကြပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဘာကြောင့်တော်လန်ရတယ်ဆိုတာကတော့သိကြမှာမဟုတ်ဘူးကျွန်တော်တို့ဟာမြမထင်းနှံကို၎င်းမြမနိုင်ငံကြီးကို၎င်းမလုံမုန်းထားစိတ်လုံးဝမရှိပါဘူးဗျမြမထင်းနှံကကျွန်တော်တို့ရဲ့ထင်းနှံပဲဖြစ်ပြီးတော့မြမနိုင်ငံတော်ကြီးကလည်းကျွန်တော်တို့ရှမ်းများအပါအဝင်တိုင်းသားအလုံးတိဆောက်ခဲ့တဲ့နိုင်ငံတော်ကြီးဖြစ်ပါတယ်ကျွန်တော်ပုံကန်ရတယ်ဆိုတာကမြန်မာမတရားမင်းတပားကိုသာဖြစ်ပါတယ်ကျွန်တော်ရှင်းပြပါမယ်
စောခွန်ကြီးကဖြစ်ပြသမျှကိုပြန်ဆင်းစားတဲ့အောင်နဲ့အဝေးကိုစိုက်ကြည့်ရင်ခိတ္တငြိမ်နေပါလေ။စဉ်းစားနေကြမှာသူ့မျက်နှာမှာမခံချင်မှုဝမ်းနည်းမှုတို့နဲ့အမျိုးမျိုးပြောင်းလဲနေပါလေ။ကျွန်တော်တို့ရှမ်းတွေဟာမမှန်တာကိုမလုပ်မဟုတ်တာကိုမပြောပါ။မိမိတို့အပေါ်မဟုတ်မတရားအငြင်းခံရရင်လည်းမမေ့တတ်ပါ။ကျွန်တော်တို့နေနဲ့ဟောဟာဆိုရင်အလောင်းမင်းတရားကြီးလက်ထက်တော်ကလေးကမြမထီးနှန်းအပေါ်မှာသစ္စာရှိရှိနဲ့အမှုတော်ကိုကြေပုံအောင်ထမ်းရွက်ခဲ့ပါလေ။ဒီဘောဘရင်နတ်တက်တဲ့အခါမှာမလို့တမာသူတွေရဲ့အတင်းလျှောက်ကိုနားဝင်ပြီးတော့ကျွန်တော်အပေါ်မထမ်းနိုင်မဆောင်နိုင်အောင်ကြီးလေးတဲ့အခွန်ပန်နာတွေကိုဆက်ရမယ်လို့စင့်ဆိုတောင်းခံခဲ့ပါတယ်။ကျွန်တော်ကမဆက်သားနိုင်တဲ့အခါကျတနာဘုံရွှေမျိုးတော်ကိုအမိန့်နဲ့ဆင့်ခေါ်ပြီးတော့အကျဉ်းချထားခဲ့ပါတယ်။နောက်ဆုံးကြံရည်တဲ့ဆွေတော်မျိုးတော်တွေနဲ့နေသူနေသားတွေဟာပြစ်တယ်လို့စူဆောင်းပြီးတော့တောင်းဆိုတဲ့အခွန်ပန်နာတော်ကိုဆက်မှာပဲပြန်လွှတ်ခဲ့တယ်။ဒါပေမဲ့နောက်တစ်နေ့မှဒီလိုပဲကောင်းပါလေရောဒီတချီတော့ကျွန်တော်ဟာကြိုက်တုံတွေကိုထွက်ပြေးပြီးတော့ကန်တူအကျိုးပေးဖြစ်တဲ့အငင်းဆက်ခံစော်ဘွားတွေကိုစူယုံလို့ပုံကံမိတာပဲ။စောခွန်ကြီးကခိတ္တနားလိုက်ပါတယ်။ဒီတိုင်းဆိုရင်တော့တီဘောဘရင်ဟာတိတ်ဆိုးပါကလား။ဦးမင်းရောင်ကမှတ်ချက်ချပါတယ်။တကယ်တော့တီဘောဘရင်မှာကတိတ်အပြစ်နေစရာမရှိပါဘူး။ဒါကိုတော့ကျွန်တော်တို့သိပါတယ်။ဒီမင်းဟာပြော့တယ်ညံ့တယ်။တိုင်းပြည်ရေးရကိုလည်းဘာမှနားမလဲဘူး။တရားခံကတော့သူ့မိဖုရားနဲ့အလူတော်ရှိပညာမဲ့မူးမှန်တွေပါ။ခက်တာကဒီမင်းရှိသမျှဒီမိဖုရားတကူထပ်ပြီးတော့ဒီမူးမိုက်မတ်မိုက်တွေကလည်းထင်နိုင်ချင်းနေအောင်ပါပဲ။ဒီတော်ကြီးကသူ့ထမင်းချက်ကိုပြောပြပါတယ်။မှန်တယ်ကျွန်တော်တို့လည်းဒီအတိုင်းသဘောပေါက်ထားတယ်။ကျွန်တော်တို့ပုံကန်စရာကတရုတ်ကလည်းတရုတ်အလျောက်ကျိုင်းတုံနဲ့မဝေးတဲ့တုံငင်ဘက်မှာရှိတဲ့ဖရန်စစ်တွေကလည်းဖရန်စစ်အလျောက်အင်္ဂလိပ်ကလည်းအင်္ဂလိပ်အလျောက်ပေါ့လေ။မြောက်ထိုးပင်ကိုလှုပ်ပြီးတော့သူတို့ဘက်သိမ်းသွင်းကျင်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာမတရားမင်းကိုသာတိုက်ခိုက်နေတာ။တိုင်းတစ်ပါးသားတို့ရဲ့လက်အောက်မှာတော့သူ့ကြုံမခံပြီးဒါကြောင့်လည်းမြန်မာမင်းသားတိုင်းရင်ဘွားဖြစ်တဲ့လင်းပင်ကိုတော်ရဲ့အလံတော်အောက်မှာကျွန်တော်တို့စော်ဘွားတွေစုယုံပြီးတော့အင်္ဂလိပ်ဘာသာနဲ့လင်းပင် Confederacy ကိုထောင်ခဲ့ကြတယ်။အင်္ဂလိပ်ဘာသာနားမလည်သူသုံးဦးကမိုးနဲ့စော်ဘွားကိုမော့ကြည့်လိုက်ကြပြီးတော့အဲ့ဒီလင်းပင်ဘာစီအဲ့ဒါကဘာလဲလို့ဝိုင်းမေးကြပါလေ။လင်းပင် Confederacy ဆိုတာကလင်းပင်မင်းသားကိုအမှုပြုတဲ့ပြည်ထောင်စုသမဂ္ဂကြီးလို့အဓိပ္ပာယ်ရပါတယ်။ကျန်သုံးဦးကပိုနားရှုပ်သွားဟန်နဲ့တအုပ်မျက်နှာတအုပ်ကြည့်လိုက်ကြပါလေ။ကျွန်တော်ရှင်းပြပါမယ်။အခုလက်ရှိမြန်မာနိုင်ငံတော်ကြီးကလက်နက်နိုင်ငံကြီးဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတော်ကြီးအစားတိုင်းရင်းသားထီးဆောင်မင်းပေါင်းနဲ့တညီတညွတ်တဲ့စုဝေးကြပြီးတော့တအုပ်ရဲ့ဂုဏ်သိက္ခာတအုပ်အလေးပြုတအုပ်ရဲ့လွတ်လပ်မှုတအုပ်ကိုမနှောက်ယှက်တအုပ်နဲ့တအုပ်ဒန်းတူချစ်ကြည်စွာသဘောထားပြီးတော့အားလုံးအကျိုးအတွက်စာချုပ်ဥပဒေအရတရားသဖြင့်ဖွဲ့စည်းထားတဲ့နိုင်ငံတော်ကြီးမျိုးကပိုကောင်းပါတယ်။အဲ့ဒါကိုပြည်ထောင်စုသမဂ္ဂကြီးလို့ခေါ်ပါတယ်။အခုကျွန်တော်တို့အရေးတော်အောင်ရင်မြန်မာမင်းသားလေးပင်ကိုတော်ကအဲ့ဒီသမဂ္ဂကြီးရဲ့အကြီးအကဲဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်လိမ့်မယ်။သဘောပေါက်ကြပါစ။ဦးမင်းရောင်ကအရင်ဆုံးခေါင်းချိန်ကကျွန်တော်တို့ကြိုက်တယ်ဒီလိုသမဂ္ဂကြီးပေါ်ရစေမယ်ဘာနဲ့လဲလို့ဆိုပါလေအားလုံးကသဘောတူကြောင်းခေါင်းချိန်ကြပါတယ်မိုးနဲ့စော်ဘွားကဝမ်းမြောက်ဝမ်းသာပြုံးလိုက်ပြီးတော့စကားဆက်ပြောပါတယ်အခုတိုင်းရေးပြည်ရေးတွေရှုပ်ထွေးလာလို့သတင်းစုံစမ်းရအောင်ကျွန်တော်ကိုယ်တိုင်ရုပ်ဖြတ်ပြီးတော့နေပြည်တော်စီဆင်းခဲ့တာပဲကံအားလျော်စွာကန်တူအကျိုးပေးဖြစ်တဲ့တိန်နီစော်ဘွားကြီးရဲ့လူတွေနဲ့တွေ့ဆုံခဲ့ရတယ်သူတို့နဲ့တွေ့တော့ဟောဒီသွေးတောက်ကြီးတို့ရဲ့ခေါင်းဆောင်ကိုအသက်ကယ်ခဲ့တဲ့မင်းသမီးတစ်ပါးစီကတဆင့်ညောင်ရမ်းကိုတော်ရဲ့ရည်ရွယ်ချက်တွေကိုသိခဲ့ရပြန်တယ်ဒီမှာသွေးတောက်ကြီးခမရတို့ရဲ့ညောင်ရမ်းအရေးတော်ကိုကျွန်တော်တို့ရှမ်းတွေအားလုံးကထောက်ခံတယ်။ဘာနဲ့လဲ။အဲ့ဒီခိုက်မှာပဲမမျော်လင့်တဲ့အတန်တန်ကပေါ်လာပါလေ။ညောင်ရမ်းကိုတော်ကိုထောက်ခံသူတွေဟာဘယ်သူတွေလဲ။အတန်ကဒဏ်ရာနဲ့သတိလေးနေသူစီမှလာပါလေ။အားလုံးကအတန်လာရာကိုလှည့်ကြည့်လိုက်မိကြပါလေ။ဒဏ်ရာရှင်ကသတိကောင်းစွာရနေဟန်နဲ့ကြည်လင်သောမျက်လုံးတွေနဲ့မိမိတို့ကိုစိုက်ကြည့်နေပါလေ။ဒီတော့ကြီးကဝမ်းသာအားရသူထံပြေးသွားပြီးတော့ပွေ့ထူပါလေ။အကိုသတိရပြီလား။ကျွန်တော်လေးမျက်ကြော်လေးမျက်ကြော်ငါညီမျက်ကြော်လားဟုတ်ပါတယ်အခုညီမျက်ကြော်ပါဗျလူနာရဲ့လက်ကဆန်းထွက်လာတဲ့သွေးတောက်ကြီးကိုပြန်ပွေ့ဖက်ထားပါတယ်ညီကိုနှစ်ဦးကတဦးနဲ့တဦးပွေ့ဖက်လျက်ယောက်ျားကြီးများတံမဲ့ဝမ်းနဲ့ဝမ်းသာဝေဒနာနှစ်ရက်နဲ့မျက်ရည်တွေကကျလာပါတယ်ဘေးကကြီးနေသူတွေတောင်မှရင်မာထိကြိုက်လာကြပါတယ်အခုငါဘယ်ရောက်နေလဲမျက်ကြော်မိတ်ဆွေတွေအလဲမှာပါအခုသတိလေးနေတာတွေ့လို့အသက်ကယ်ထားတဲ့မိတ်ဆွေတွေအလဲမှာပါဗျဒါဖြင့်ငါ့ကိုထူပါမျက်ကြော်ငါစကားပြောချင်တယ်ဒေတောက်ကြီးကလူနာအားထူပြီးတော့တစ်ပင်မှာမင်းလေးရဲ့ထိုင်းစီပါတယ်။အဲဒီနောက်မိတ်ဆွေသုံးဦးနဲ့မိတ်ဖွဲ့ပေးပါတယ်။ကျေးဇူးတင်လာပါတယ်ဗျာ။ကျွန်တော်မှအမေမွေးတဲ့အသက်မရှိတော့ပါဘူး။မိတ်ဆွေများပေးတဲ့အသက်ပဲရှိပါတော့တယ်။ကျွန်တော်နာမည်ကဘိုးထုံးဆန်ခေါ်ပါတယ်။ဟောဒီညီမျက်ကျော်နဲ့ကွဲသွားတာ9နှစ်ရှိပြီဆိုပါတော့။ဒါထက်ဘုံမင်းကဘယ်ကလာပါသလဲ။ဦးမင်းရောင်ကဝင်မေးပါတယ်။ဘင်္ဂလားမြို့လို့ခေါ်ကြတဲ့ကလကတ္တာမြို့ကပါ။အိုးဘင်္ဂလားမြို့ကတော့ကျန်သူများကအံ့အားသွားကြပါတယ်။ဒါထက်ကိုတော်လေးကရင်ကိုတော်လေးစီကဘာများအမှားတော့ပါလဲဒေးတောက်ကြီးကစိတ်အားထက်သန်စွာနဲ့မေးပါတယ်ဒုနာရဲ့ဖြူရော်တော့မျက်နှာကညှို့ကျသွားပါတယ်ရုတ်တရက်ကအဖေမရဆိုပါအောင်အကိုတော်လေးရောကျွန်တော်နဲ့တကွတိုင်းပြည်တစ်ခုလုံးကညောင်ရမ်းရှင်ကိုမျှော်နေကြတယ်ဗျ
ဗိုလ်ထုံးဆိုင်ရဲ့မျက်နှာကနှစ်ပေါင်းများစွာအိုမင်းကျသွားတယ်လို့ထင်ရပါတယ်။ဦးကောင်းကညှို့ကျသွားပြီးတော့နှုတ်ကလည်းလေတံထွက်ရုံစကားလုံး6လုံးထွက်လာပါတယ်။ကိုတော်လေးမရှိပြီ။ဘာအကိုတော်လေးမရှိဘူးဟုတ်လား။ဘာဖြစ်သွားတယ်လဲ။ဗိုလ်ထုံးဆိုင်ကအန်တင်းလိုက်ဟန်နဲ့အန်ကျိတ်ပြီးတော့ဖြေပါတယ်။ညောင်ရဲအရှင်ဟာမနစ်က1884ခုကဘင်္ဂလားမြို့မှာနတ်ရွာဆန်ကံကုန်တော်မူသွားပြီငါညီ။ဒေတော်ကြီးရဲ့ပါဇက်ကပွင့်ဟာသွားပါတယ်။မျက်လုံးတွေကလည်းကြောင်ကြောင်ဖြူးပြီးတော့နှုတ်ကဘာစကားမှထွက်မလာကြ။ကြားလိုက်ရတဲ့စကားကိုယုံဟန်မတူခဏကြာမှပဲမျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးတော့ချုံပွက်ချငိုးပါတယ်။ကျန်လူတွေကစကားမဆိုနိုင်နားထဲမှာကြားလိုက်ရတဲ့အတန်ကပဲ့တင်ထွက်နေပါတယ်။ညောင်ရမ်းအရှင်နတ်ရွာဆန်ကံတော်ကုန်သွားတော်မူပြီ။ဗိုလ်ထုံးဆန်ကလက်တစ်ဖက်ကိုနှစ်သိမ့်ဟန်နဲ့ညီဖြစ်သူရဲ့ပခုံးထက်ကိုရောက်သွားပါတယ်။တရားနဲ့ဖြေပါငါညီတို့ရှင်ကံကုန်တော်သွားပြီမဲ့ငါညီတို့နဲ့မြန်မာပြည်သူတွေအတွက်တော့အရေးကြီးတဲ့သတင်းတစ်ရက်ကိုအကိုယူလာတယ်။ဒီသတင်းကြောင့်ပဲအကိုဟာခရီးတစ်လျှောက်အသက်ကိုလှုပ်ကြံခြင်းခံခဲ့ရတယ်။ဒေတော်ကြီးကမျက်ရည်ကိုတုပ်ပြီးတော့အန်ချိတ်ကသူ့အကိုပြောမဲ့စကားကိုနားထောင်နေပါတယ်။ကျန်ပုဂ္ဂိုလ်တွေကလည်းအာယုံစူးစိုက်ဟန်နဲ့ငြိမ်သက်နေကြပါတယ်။ကျွန်တော်ဟာကို့အရှင်လောင်မြေကြတဲ့အထီတောင်မနေနိုင်ပဲ။ရုပ်ဖြတ်ပြီးတော့မိယာသင်းမောနဲ့မြန်မာပြည်ကိုပြန်ခဲ့ရတယ်။ဒါတော့ဘေးရန်မလွတ်လို့စစ်တကောင်းမှာတချီဖင်းပြီးတော့ပုန်းရှောင်နေခဲ့ရသေးတယ်။အဲဒီကမှစစ်တွေကနေကြောက်ဖြူကနေပသိမ်ကိုခြေလင်းတစ်မျိုးလှင်းနဲ့တစ်မျိုးနဲ့ရှုပ်ဝက်ခရီးနှင်ခဲ့ရတယ်။တလင်းလောက်ကြာမှရန်ကုန်ကိုရောက်တယ်။ရန်ကုန်ရောက်တော့လည်းထင်းတဲ့အတိုင်းပါပဲ။အင်္ဂလိပ်အစိုးရဟာညောင်ရမ်းကူတော့နတ်ရွာဆန်တဲ့အကြောင်းကိုအုပ်ထားတယ်။အုပ်ထားရုံနဲ့မကဘူး။အခုဆိုစစ်ပြေနေပြီးတော့မန္တလေးကိုတက်သိမ်းဖို့ကြံနေတယ်။တိုင်းသူပြည်သားတွေအပေါ်မှာတော့တီဘောဘရင်ကိုနမ်းချပြီးတော့ညောင်ရမ်းအရှင်ကိုနမ်းတင်မယ်လို့သတင်းလွှင့်ထားတယ်။အခုဆိုညောင်ရမ်းအရှင်နဲ့ရုပ်ချင်းတူတဲ့မောင်ပါတန်းဆိုတာကိုမျက်စင်တစ်လျှောက်သင်္ဘောဥပေါ်တင်ခေါ်လာတာပြည်ကိုရောက်နေပြီကြားတယ်။ဒေတော်ကြီးကတက်တစ်ချက်ခောက်လိုက်ပြီးတော့ရိုင်းလိုက်တဲ့အကြံနဲ့ကွယ်လို့ဆိုလိုက်ပါတယ်။ကျွန်တော်လည်းဒီတိုင်းဆိုရင်အင်္ဂလိပ်ကလိန်ညံကြောင့်မြန်မာပြည်ရေတိမ်နေတော့မယ်ဆိုပြီးတော့ပြည်ကနေတဆင့်မြင်းချံကိုသင်းမောနဲ့တက်လာခဲ့။ဒါကိုအင်္ဂလိပ်စုံနောက်တွေကဘလို့ချေရခံမိတယ်မသိပါဘူး။မြင်းချံကနေမြန်မာတပ်တွေကိုလက်ထိပ်ထိုးပြီးတော့သတင်းပို့လိုက်တယ်နဲ့ထင်ပါတယ်ဗျာ။မြင်းချံစိတ်ကန်းလည်းရောက်စီးဖက်မဲ့လုံးကြတယ်။ကံအားလျော်စွာကျွန်တော်ကကြိုတင်ရိပ်မိလို့တီတီလေးထွက်ပြေးလွတ်မြောက်ခဲ့ရတယ်။ဒါပေမဲ့ဆက်သားတွေလှုပ်ပြီးတော့အကြောင်းကြားတယ်နဲ့ထင်ပါရဲ့။ရောက်လေရရဲ့ရန်သူတွေနဲ့ပဲတိုးခဲ့ရတယ်။ဒီနေ့မနက်ကတော့ရန်သူ9ဦးတွေ့လို့တိုက်ခိုက်ခဲ့ရတာရင်မာတရားရပြီးတော့လွတ်လာခဲ့တယ်။နောက်သတိလစ်သွားပြီးတော့ဘယ်လိုပဲပုံဒီနေရာရောက်ခဲ့တာကိုမသိတော့ဘူး။အားလုံးကငြိမ်နေကြပါတယ်။ကြားရတဲ့သတင်းကစိတ်မချမ်းသာစရာကောင်းပြီးတော့ကြောက်မက်ဖွယ်လည်းရှိလာပါတယ်။ညောင်ရအရှင်ကဘာယောဂနဲ့ကန်းတော်ကုန်တယ်လေ။မိုးနဲ့စောဘကမေးပါတယ်။တွေရောဥပရောစူပါတော့ဗျ။အလုတ်ကိုင်ပင်ပန်းတာရောနိုင်ငံကျွန်းသဘောဖြစ်မဲ့အရေးကြောင့်စိတ်မချမ်းသာတာရောအင်္ဂလိပ်ရဲ့လက်ပတ်ဖျားယောင်းမှုကိုမခံချင်ဖြစ်တာရောစူပေါင်းနှိပ်စက်လိုက်တာအသက်တူတဲ့ဘဝရောက်သွားတာပါပဲ။ဦးမင်းအောင်ကအန်ကိုကျိတ်ပြီးတော့နဘေးမှာရှိတဲ့ဓာတ်ကိုကောက်ကင်လိုက်ကမြေပြင်မှာထိုးဆိုင်ပြီးတော့ဆိုပါတယ်။မခံချင်လိုက်လေကွယ်။ဒါပေမဲ့ဘုံမင်းအချိန်မနှောင်းသေးပါဘူး။အခုဘုံမင်းယူလာတဲ့သတင်းကအရေးကြီးတယ်။ဒီပေါ်မှာမှီပြီးတော့ဘာလုပ်ကြမယ်ဆိုတာစဉ်းစားရမယ်ဗျ။ဘာလုပ်ကြမယ်ဆိုတာစဉ်းစားဖို့ကဓမ္မဘလို့အခြေအနေတွေရှိနေလေ။ဒါကိုသိမှဖြစ်မယ်။ဒီနေရာမှာသေးတော်ကြီးကဝင်းရှင်းပြပါတယ်။ဖြစ်နေပုံတွေကတော့အင်္ဂလိပ်ဆင်ထားတဲ့ထောင်ချောက်ထဲဝင်မဲ့ကိန်းဗမာတော်များများဟာညောင်ရမ်းမင်းကိုအင်္ဂလိပ်ကနန်းတင်လိုက်မယ်ထင်တယ်။ရွှေနန်းတော်နဲ့လွှတ်တော်တွင်းကဝင်ကြီးမင်းကြီးတွေပါဒီယူဆရှိနေတယ်။ဒီတော့စစ်ဖြစ်လာရင်ညီညွတ်မှုရဖို့ကခဲရင်လိမ့်မယ်ဗျ။ဦးဓမ္မကငြိမ်နားထောင်နေရမှာစစ်ဖြစ်ဖို့အလားအလာကောဘယ်နဲ့ရှိသလဲလို့မေးလိုက်ပါတယ်။စစ်ကတော့အနေနဲ့အမြန်ဖြစ်တော့မှာပဲ။အခုနေဆက်မှာအင်္ဂလိပ်တပ်တွေစုယုံနေတာတွေ့တယ်။တခုတော့ရှိတယ်။ဒီတစ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာမင်းကအမျော်အမြင်ကြီးကြီးနဲ့အစဉ်ပြေအောင်ဆောင်ရွက်နိုင်ရင်တော့မပြောတတ်ဘူး။အင်္ဂလိပ်နိုင်ငံအစိုးရရောရန်ကုန်မှာရှိတဲ့မဟာမင်းကြီးကရောတက်နိုင်ရင်တော့အစ်မတိုက်ချင်ကြသေးဘူး။ဒါပေမဲ့အင်္ဂလန်မှာရှိတဲ့ကုန်သည်ကြီးတွေပြီးတော့ရန်ကုန်အင်္ဂလိပ်ကုန်သည်ကြီးအသင်းအဲ့ဒါတွေကအထက်မြန်မာနိုင်ငံတော်ကိုသိမ်းယူဖို့အတင်းအကျပ်တောင်းဆိုနေကြပြီ။ဦးမင်းအောင်ကတောက်တစ်ချက်ခောက်လိုက်ပါတယ်။ဟုတ်လိုက်လေကွယ်။ဒီနိုင်ငံသားတွေကတရေပေါ်တရေကိုစားကျေးဇူးမဲ့လာချေပါကလား။တင်းတို့ကျေးဇူးမဲ့ပုံတော့စာဖွဲလို့ကုန်မှာမဟုတ်ပါဘူးဗျာ။ဗမော်မျိုးကိုတော့မှတရုတ်ငဆက်ကျင်ကဝင်စည်းလောက်ကြံမင်းမှုခဲ့သေးတယ်မဟုတ်လား။ဒါတွေထားတော့ရန်သူတွေကတော့ဝိုင်းနေတယ်။ဥပစင်းတို့အမျိုးသားတွေကဘာလုပ်မလဲ။တပြည့်သဘောပြောရရင်တော့အခုချိန်ကြမှာတော့မထူးဘူး။အမျိုးသားလုံးပြန်လဲစုယုံပြီးတော့ပြည်ပရန်ကိုကာကွယ်ကြဖို့ပဲ။အရေးကြီးဆုံးကတော့အခုတပြည့်တော်ယူလာတဲ့သတင်းကိုကင်းဝေမင်းကြီးလိုပုံကိုယ်တွေနဲ့တိုင်းသူပြည်သားတွေမြန်မြန်သိဖို့အရေးကြီးတယ်။ဒါမှအငိုက်မမိမယ်။ဦးမင်းအောင်ကမြေမဓာတ်ကိုဆွဲနှုတ်လိုက်ပြီးတော့နေရာမှာထားပါတယ်။ကဲတိုင်းသူပြည်သားတွေဒီသတင်းသိဖို့ကြုတ်တာဝင်ထား။အစကတော့အေးမှပြန်မလို့ပဲ။အခုတော့ကျုံနဲ့ကျုပ်အမြန်ဆုံးပြန်ပြီးတော့အရေးပေါ်လာရင်အစင်းစင်းရှိအောင်လူသူလက်နဲ့စူးစောင်းထားမယ်။ဦးဥဒ္ဓမကလည်းဓာတ်ကိုဆွဲပြီးတော့ထားလိုက်ပြန်ပါတယ်။မှန်တယ်။ဥပစင်းလည်းအမြန်ဆုံးပြန်มาဖြစ်မယ်
အရေးပေါ်လို့အင်္ဂလိပ်တပ်တွေရွှေမြို့တော်ကိုချီရင်နောက်ပိုင်းကဝင်တိုက်ဖို့ကဥပစင်းတို့တာဝန်ထားမိုးနဲ့စော်ဘာကလည်းအလားတူထားပါတယ်ဥပစင်းသွေးတောက်နဲ့နောင်တော်တို့အခုချိန်ထိကျွန်တော်ဟာသီဘောဘရင်ရဲ့ရန်သူဖြစ်ခဲ့တယ်အမှန်ဝန်ခံရရင်တော့အင်္ဂလိပ်စစ်ရောက်လို့သီဘောဘရင်မိဝိုင်းတော့ကျွန်တော်တို့ရတနာဘုံနေပြီးတော့အထိချီတက်အောင်ပွဲခံရအစီအစဉ်ရှိတယ်ဒီကြံကိုဒီနေ့ကျွန်တော်ပြောင်းလိုက်ပြီတမျိုးသားလုံးကျွန်ဖြစ်မဲ့အရေးကိုတော့ကျွန်တော်တို့မလိုလားဘူးကျွန်တော်နေစီကျွန်တော်လည်းအမြန်ပြန်ရလိမ့်မယ်ဒီနေ့ကစပြီးတော့လေးပင်သမက်ကရဲ့အားစုစုကကလဖြူရန်ကိုတိုက်ဖို့သာဖြစ်လိမ့်မယ်အားလုံးကမြင့်မြတ်လာတဲ့မိုးနှဲစော်ပွားရဲ့စကားကြောင့်ကျသိမ်းမွင်းချင်းထမြအားရဝမ်းမြောက်သွားကြပါသည်ဦးဥတ္တမကသာဓုခေါ်ကကျန်လူတွေကမိုးနှဲစော်ပွားကိုချစ်ချစ်ရင်းနှီးစွာနဲ့ဝိုင်းဝန်းပေးပွေ့ဖက်လိုက်ပါသည်ဒေသကြီးကလည်းဝမ်းသာသောနဲ့တုံရင်စွာဝင်ပြောပါတယ်ကျန်သောတာဝန်မှာကျွန်တော်တို့ထားပါလေရာဇဝတ်တင်နေသူဖြစ်သဖြင့်နေပြည်တော်တွင်ကိုကျွန်တော်ပြန်ဝင်ရမှာမလွယ်ပါရှိစီတော့ဒီသည့်ရံမေစီးတားလင်ကစားကျွန်တော်တာဝန်ကိုခြေပုံစေပါမယ်တမာဒေဝနတ်မြတ်တို့ကိုတိုင်တယ်ပြီးတော့သစ္စာဆိုပါတယ်သူ့ကြုံမခံပြီဒေသကြီးကဓာတ်ကိုဝင်းမြောက်ပြီးတော့ကျုံးမလိုက်တာကြောင့်ကျန်လူသုံးဦးတို့ကလည်းမိမိတို့ရဲ့ဓာတ်တွေကိုကိုစီဝင်းမြောက်ဒေသကြီးရဲ့ဓာတ်နဲ့ပူးပေါင်းလိုက်ကြပါတယ်နှုတ်ကလည်းဗျိုင်းတူကြွကြော်တန်ပေါ်လာပါတယ်သူ့ကြုံမခံပြီအဲ့ဒီခိုင်မှာပဲအဝေးကမြင်းခွာတန်တဲ့ကြားလိုက်ရတာကြောင့်အားလုံးကငြိမ်လေးရဲ့နားဆွင့်မိကြပါတယ်ပထမဆုံးလှုပ်ရှားလာသူကမိုးနဲ့စော်ပါဖြစ်ပါတယ်အားလုံးဟောဒီလူနာကိုမြင်းပေါ်တင်ပြီးတော့အစင်းစင်းလှုပ်ထားကြပါကျွန်တော်ဒီတစ်ပင်ပေါ်ကအချိန်နေတက်ကြည့်ပါမယ်စွန်ခေါ်ကြီးကအရွယ်နဲ့မလိုက်အောင်ပေါ်ပါစွာနဲ့သရက်ပင်ကြီးပေါ်တက်သွားခိုင်မှာကြံပုဂ္ဂိုလ်တွေကသူပြောတဲ့အတိုင်းပဲလင်းမြန်သွားနဲ့ဆောင်ရွက်ကြပါတယ်တစ်ပင်အရွက်တွေကြားမှာစောခွန်ကြီးကမျှော်ကြည့်လိုက်ပါတယ်ခရီးတတိုင်းရဲ့တမက်ခန့်မှာဖုံတထောင်းထောင်းနဲ့မိမိတို့လာခဲ့တဲ့လမ်းအတိုင်းကစုံဆိုင်နင်းလာတဲ့မြင်းတက်တက်ကိုတွေးလိုက်ရပါတယ်စောခွန်ကြီးကပဝန်းကျင်အမြေအနေထားပါလေးလာကြည့်ရှုပြီးတော့ဆင်းခဲ့ပါတယ်မြင်းတက်နဲ့လိုက်လာတာပဲဗျအဲ့ဒီတော့ဒီလိုလောက်ကြမှာပဲကျွန်တော်တပင်ဘောကသေသေးချာချာကြည့်ခဲ့တယ်ဟောဒီစမ်းကြောင်းအတိုင်းအရှိဘက်ကိုလိုက်သွားရင်တတိုင်းလောက်မှာချောင်းချောင်းတွေ့မယ်အဲ့ဒီချောင်းကဒုဋ္ဌဝရီမြစ်စီစီးမှာပဲချောင်းတစ်ပတ်တစ်ချက်မှာတော့တောလဲထူတယ်ဒီတော့ဒီချောင်းအတိုင်းဒုဋ္ဌဝရီမြစ်ကိုပြန်သွားကြမယ်ဒီကမှတစ်ဆင့်ကျွန်တော်ဖားတောင်ကြီးမှာကျုပ်တို့ရဲ့ရှိုးဝက်စကန်ကိုရှိတယ်အဲ့ဒီကိုရောက်ရင်တော့မပူနဲ့အားလုံးရုပ်တစ်မျိုးဖြတ်ပြီးတော့ကိုလိုရသွားနိုင်တယ်ဘယ်နဲ့လဲကျန်သောနီးလမ်းမမြင်လာကြတော့အားလုံးကစောခွန်ကြီးရဲ့အကြံကိုသဘောတူကြပါတယ်မကြမီမှာပဲမိတ်ဆွေတတိုက်ကမြင်းကိုစီနဲ့ဒဏ်ရာရသူကိုဖေးတွဲပြီးတော့စမ်းကြောင်းလေးအတိုင်းပဲအရှိဘက်ကိုထွက်ခဲ့ကြပါတော့တယ်အဲဒီနေရာမှာပဲဆရာတက်ကတူဖုန်းနဲ့ရေးသားတဲ့သူ့ကြုံမခံပြီးဝိတ္ထုရဲ့အပိုင်းကိုရန်နာခြင်းပါလေနောက်ထပ်လာမယ့်အပိုင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားခဲ့ဖို့မမေ့ပါနဲ့အဆုံးထိကြည့်ပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်ကတော့တိဆက်သူတေးဟပဲဖြစ်ပါတယ်ခင်ဗျာ